tripod လေးနဲ့ရင်းနေကိုတည်ဖို့ tripod လည်းလုံးဝတဘာဝဆန်ဆန်နွေဒီလေဒီယူလေးပဲမရဘာဆန်ဆန်နွေလေးဂျိုးလေးချီထားတယ်ငွေဂျိုးလေးနဲ့ပဲတတမ်း hanging box မိုးဝဲလေးတွေတစ်ဖြောင်းတစ်ဖြောင်းကြာလာတော့ကျွန်တော်ဟမ်းမောကိုပြန်ရုပ်ထားတယ်ကာပါလဲလှုပ်ထားလိုက်ရတယ်ညကလည်းငရမ်းလေးငရမ်းဆိုမဲ့ခေါင်းတူပါအဲ့ဒါလေး3-4 5အမိတယ်အဲ့လေးတွေမိကျင်စားမနေ့ပိုင်းဝါးဖောင်နှိုက်ပြီးတော့လော်လိုက်ပြီးတယ်လော်လာခဲ့တဲ့ဝါးဖောင်ပြဝါးဖောင်လော်ကိစ္စချာလေးလည်းတွေ့ခဲ့ကိစ္စချာ9ကောင်ရသွားတယ်ဒီမှာလားဒီကဝါးဖောင်လေးဒီနေမှာအင်းကြီးကြည့်ရအရေးကြီးကြောင်းလော်တယ်ဒီမှာပါနောက်တစ်ခေါက်ကတော့ဟိုဘက်ကမ်းလေးမှာတော့အိတ်ဖို့ကြိုးစားမယ်ဒီတစ်ခေါက်ကလည်းဟိုဘက်ကမ်းမဟုတ်ဒီနေရာဒီမှာအိတ်ဖို့ကြိုးစားဒီကျုံရေဘက်ပဲဝိုင်းဆိုတော့ကျုံတော်လဲဟိုတော့ရှော့အုပ်နေတာဒါဒီနေ့7:50ဖြစ်နေ23ရက်နေ့မန်ဒေးဒါပေမဲ့ရာသီဥတုရအဲ့လိုဟုတ်ကိုယ်ကနေရကြတော့အပင်လုံးအုပ်နေတာဆိုတော့ကန်ထဲမှာမိုးပေါက်တွေတော့ကြာနေအောင်ကိုယ်စီလုံးဝမိုးပေါက်မကြောက်ဒါပေမဲ့များလာရင်ဒီကြောင်တို့တိတ်လို့လဲအောင်လို့ဟမ်းမောက်ဖြုတ်ထားလိုက်ဒီမှာအပင်ကြီးအဲ့လိုအုပ်နားမတူဟိုဒီအောက်တဲလေးမှာဒီကွက်လက်လေးမှာဆိုတော့ဒီနေရာပဲကွက်လက်တစ်ခုဖြစ်ပြီးတော့တစ်ချောက်ပဲရှိတယ်နဲ့အဲ့နေရာအလင်းအောင်တည်းရောက်တယ်လေချောင်းလဲဝင်ဒီမှာဟုတ်ဆိုင်โอเคတော့လာပြီခါဆဲရုပ်လည်းစားလဲစားလိမ့်ဒါစလိပ်ပြကွာဘောဖက်ကိုကြောထိုးပြီးတော့ဒါတော့ကိုရှိခောက်ကကန်ချတော့ခွက်လေးသူတို့6သွားပြီပေါ့နော်လောက်ခဲ့တဲ့ခွက်လေးဒီမှာပုံလေးတောင်ပါသေးတယ်အဲ့ဒီတော့တဲပေါ့အဲ့ဒီတဲပြတပီငရမ်းပေါ်လမ်းမယ်Okay. Cheers.